ဒါဟာကျမကိုဇနီးမောင်နှံနှစ်ဦးကမွေးစားပြီးနောက်ပိုင်း6နှစ်မြောက်ဖြစ်ပါတယ်သူတို့ကကျမကိုယတနာတစ်ခုလိုဆက်ဆံကြပြီးသူတို့ရဲ့ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့လေးလို့ခေါ်ခဲ့ကြတယ်သမီးလေးကတကယ်ကိုတို့ရဲ့ကံကောင်းစေတဲ့အဆောင်လက်ဖွဲ့လေးပဲကျမရဲ့ကံကောင်းခြင်းတွေကြောင့်သူတို့ရဲ့ဘဝဟာတဖြည်းဖြည်းပိုကောင်းလာခဲ့ပါတယ်ဒါပေမဲ့သူတို့မှာတာရင်လေးရလာပြီးတဲ့နောက်မှာတော့သူတို့မျက်စိထဲမှာမွေးကင်းစားတားလေးတစ်ယောက်ပဲရှိပါတော့တယ်အဲ့ဒီနောက်မှာတော့သူတို့ဟာကျမကိုဘာလို့ဆိုင်မှမရှိပဲဆုံးဖြတ်ခဲ့ကြပါတယ်လမ်းဖြတ်လျှောက်သွားတဲ့ဇနီးမောင်နှံနှစ်ဦးကကျမကိုတွေ့ခဲ့တယ်မောင်ရီဒီမှာကလေးတစ်ယောက်ရှိနေတယ်လို့အဲ့ဒီအမျိုးသမီးကထိတ်လန့်တကြားနဲ့ပြောလိုက်တယ်ကျမကတော့အေးခဲနေတဲ့လေပြင်းတွေကြားထဲမှာတတိလစ်နေခဲ့ပါပြီသူတို့ကျမကိုအိမ်ခေါ်သွားပြီးနိုးလာတဲ့အချိန်မှာတော့အဲ့ဒီအမျိုးသမီးကကျမကိုစံပြုတ်ကျွေးနေခဲ့ပါတယ်တတိထားဦးတော့အပူကြီးသူတို့မိသားစုကဆင်းရဲပေမဲ့ကျမအပေါ်တိတ်ကောင်းကြပါတယ်ဘဝကခက်ခဲပေမဲ့သူတို့ကကျမအတွက်အစားအစာအမြဲပဲထားပေးတတ်တယ်အဲ့ဒီအမျိုးသမီးကကျမကိုနေတိုင်းဂရုတစိုက်ပြုစုပေးခဲ့တယ်ကျမစားတဲ့အခါမှာဆိုရင်မေးစိကပေးပွားနေတာတွေကိုတောင်တုပ်ပေးရှာတယ်ဒါပေမဲ့တကယ်တော့ကျမကကံကောင်းစေတဲ့ကွိုင်ကားလေး lucky coin တစ်ကောင်ဖြစ်နေခဲ့တာပါကျမအပေါ်ဘသူကပို့ပြီးကျင်တာတလဲသူတို့ကပို့ပြီးတော့ကောင်းချီးမင်္ဂလာတွေရရှိကြမှာဖြစ်ပါတယ်ပြီးတော့ဒီဇနီးမောင်နှံကကျမအပေါ်တကယ်မေတ္တာအစစ်အမှန်နဲ့ဆက်ဆံခဲ့ကြတာပါအတိတ်ကအမတ်တရားတွေဟာရုတ်တရက်ပြန်ပေါ်လာခဲ့တယ်လွန်ခဲ့တဲ့တစ်နှစ်ကမောင်လေးမွေးကလေးကအဖေနဲ့အမေဟာပြောင်းလဲသွားခဲ့တယ်သူတို့ကျမအတွက်မုတ်တွေနဲ့အင်ဂျီအစ်စ်တွေဝယ်မပေးတော့ဘူးတခါတလေဆိုကျမကိုထင်းယုံထဲမှာတော့ခတ်ပိတ်ထားပြီးအစာမကျွေးပဲနေခဲ့ကြတယ်ရွာတွေကလူတွေကကျမမိဘတွေကိုမြင်တဲ့အခါအမြဲတမ်းပြောတတ်ကြတယ်သူတို့သမီးလူစီလေးကတကယ်ကိုလိမ္မာရေးချရှိတဲ့ကလေးမလေးပဲတဲ့ဒါပေမဲ့တချို့ကလည်းမွေးစားသားသမီးဆိုတာဘယ်တော့မှကိုရင်းလို့မဖြစ်နိုင်ပါဘူးလို့ပြောကြတယ်အမေကအဲ့ဒီစကားတွေကိုစိတ်ထဲထားသွားခဲ့တယ်သူတို့မှတားရင်လေးရလာတဲ့အခါကျမရှိနေခြင်းဟာမလိုအပ်တော့တဲ့အရာဖြစ်လာခဲ့ပါတယ်အဲ့ဒါကတိတ်ကိုအေးဆက်တဲ့နေ့တစ်နေ့မှဖြစ်ပွားခဲ့တာပါအမေကတခုခုဝယ်ဖို့အဝေးကြီးကိုတွားရမယ်ဆိုပြီးလိန်ပြောခဲ့တယ်လူစီအမေနဲ့အတူမျိုးလဲလိုက်ခဲ့ဆန်းလို့ဒါပေမဲ့အဲ့ဒီခီးစဉ်ကကျမကိုစွန့်ပစ်ဖို့အတွက်ဖြစ်လိမ့်မယ်လို့ကျမဘယ်တော့မှမတွေးမိခဲ့ပါဘူးနှင်းပွင့်လေးတွေဟာနူးညံ့တဲ့အမွှေးတောင်တွေလိုလွင့်မျောနေခဲ့တယ်နှင်းဖုံးနေတဲ့မြင်ကွင်းကလှပပေမဲ့အရန်ကိုအေးခဲလွန်းလာပါတယ်အဲ့ဒီလိုအေးဆက်တဲ့ရာသီဥတုထဲမှာအမေကကျမကိုမျိုးတွေကဈေးစီရုတ်တရက်ခေါ်သွားခဲ့တယ်အားရိုးရင်းချင်းစီထိအေးဆက်တဲ့လေပြင်းတွေကြောင့်ကျမတကိုယ်လုံးတုံရီနေခဲ့တယ်ကျမအမေကိုတိုးတိုးလေးကပ်ပြောမိတယ်အမေအရန်အေးတာပဲသမီးမသွားချင်တော့ဘူးအမေကကျမကိုချုံမော်ပြီးလူစီအမေကသမီးကိုဈေးခေါ်သွားတာပဲဟာပျော်စရာကြီးနဲ့စီကားနေမှာပါတယ်ဒါပေမဲ့စောင်းရသည့်ဈေးကဘာမှမစီကားခဲ့ပါဘူးဒါတောင်မှရွာအရှိပိုင်းကဟမ်မာစားဘူးတဲ့တောက်ပါပြီးညီရဲနေတဲ့စီးတီးတကြားကျွေးချောင်းလေးခန်နေထောင်းသွန်စကေဝါကိုကျမနောက်ဆုံးတော့ရခဲ့ပါပြီကြည့်ရတာတိတ်ရတာရှိပုံရပြီးတကယ်လဲချိုချင်းချင်းလေးပါအမေကကျမကိုနိုင်ရန်တစ်ခုရဲ့ထောက်စီခေါ်သွားခဲ့တယ်သူ့မျက်နှာကတီးတန့်သွားပြီးကျမကိုတတိပေးခဲ့တယ်လူစီအမေကပစ္စည်းဝယ်ဖို့အဝေးကြီးကိုတွားရအောင်မယ်ရာသီဥတုကအရန်အေးလို့ဒီလေကွယ်တဲ့ထောင်လေးမှာပဲနေခဲ့စီးတီးတကြားကျွေးချောင်းကိုစားရင်းနဲ့အမေကိုစောင့်နေတော့အဲ့ဒီလိုပြောပြတာနဲ့သူကလှည့်ထွက်သွားဖို့လုပ်ပါတယ်ကျမသူ့အင်ကြီးအနာတက်ကိုအမြန်လန်းဆွဲပြီးမောကြည့်လိုက်တယ်အမေသမီးလည်းအမေနဲ့အတူလိုက်ချင်တယ်လို့အမေမျက်နှာကချက်ချင်းဆိုသလိုအေးဆက်သွားပြီးအော်ငေါက်လိုက်တယ်နေစကားမနာထောင်ရင်ဒီညစာမရပဲနေရမယ်ကျမအရန်ကြောက်သွားလို့ခေါင်းငုံပြီးလိမ္မာရိုးသားစွာပဲပြန်ဖြေလိုက်တယ်ဒါဆိုသမီးဒီမှာပဲနေပြီးအမေပြန်လာတာကိုစောင့်နေပါမယ်သူကစိတ်ကျေနပ်တဲ့လေတံနဲ့ဒါမှတို့ရဲ့သမီးလိမ္မာလေးလို့ပြောခဲ့တယ်အဲ့ဒီနောက်ကျမပခုံးကိုပုတ်ပေးပြီးနောက်လက်မကြည့်ပဲထွက်သွားခဲ့ပါတယ်ကျမငုံပြီးလွတ်ကျသွားတဲ့စီးတီးတကြားကျွေးချောင်းလေးကိုကောက်ယူကဖုံတွေကိုခါထုတ်ပြီးတကိုက်လိုက်တယ်အမေရဲ့ကြောပြင်ပုံရိပ်လေးနှင်းမုံတိုင်းထဲမှာတဖြည်းဖြည်းနဲ့ဝေးကွာပြောက်ကွယ်သွားတာကိုကြည်ရင်စီးတီးတကြားကျွေးချောင်းကိုစားနေခဲ့မိတယ်ကျမသူတို့ရဲ့သားသမီးရင်မဟုတ်ဘူးဆိုတာကျမသိနေခဲ့ပါတယ်ဒါကြောင့်အဖေနဲ့အမေကကျမကိုရိုက်နှက်ပါစေအော်ငေါက်ပါစေဒါမှမဟုတ်အစာမကျွေးပဲနေပါစေကျမအမြဲလိမ္မာအောင်နေခဲ့ပါတယ်သူတို့ကကျမကိုခိုးလုံးရအိမ်လေးပေးခဲ့ပြီးမိဘရှိတဲ့ကလေးတစ်ယောက်ဖြစ်အောင်လုပ်ပေးခဲ့လို့ကျမကျေးဇူးတင်ခဲ့ပါတယ်အချိန်တွေအကြာကြီးကုန်လွန်သွားခဲ့ပေမဲ့အမေကတော့ပြန်မလာခဲ့ပါဘူးဖြစ်သွားဖြစ်လာလူတွေကကျမကိုကြည့်နေကြတဲ့ကြားတွေကပဲကျမနင်းတွေထဲမှာဆက်ဆောက်နေခဲ့မိတယ်အသက်ကြီးအမျိုးသမီးတစ်ယောက်ကကျမကိုလှမ်းကြည့်ပြီးမျက်နှာတစ်ခုလုံးတနာကယူနာစိတ်တွေနဲ့ပြောရှာတယ်ဒါဘသူကလေးလည်းမသိဘူးဝတ်ထားတာလည်းပပလေးအေးခဲပြီးတေးသွားမှာကိုမကြောက်ကြဘူးလားတဲ့ဘေးကအမျိုးသားကတက်ပြင်းချပြီးသူဒီမှာစောင့်နေတာကြပြီးပဲမိသားစုကဆွန့်ပစ်သွားတာလားမသိဘူးလို့ဆိုတယ်အဲ့ဒီအမျိုးသမီးကအများကိုသားရဲ့အင်ဂျီလက်ကိုဆွဲပြီးထွက်သွားခဲ့ကြတယ်သမီးလေးဒီဘက်ကိုလာအဖွားပေးမှလာဆောင်ဒီမှာပုံနွေးတယ်ကျမဘာမှမပြောပဲတိတ်လေးနေခဲ့တယ်ကျမနေရရွေးလိုက်ရင်အမေကျမကိုရှာမတွေးတော့မှာကိုကြောက်နေမိလို့ပါမိုးကပိုးမောင်လာပြီးလမ်းမကြီးကလည်းပိုးပြီးခြောက်ကပ်လာခဲ့တယ်အမေကတော့အခုထိပြန်မလာသေးပါဘူးတို့ဖူးရောက်တဲ့အတော်ကြီးတောင်သူ့ဆိုင်ကိုတိမ့်သွားခဲ့ပါပြီတနာစရာသမီးလေးရဲ့ movie recap တွေအတွက် followတို့ဘူးဒီမလေးကစိုက်သိမ်းပြီးသွားပြီးတနာစရာကောင်းတဲ့ကလေးမလေးတကယ်လို့သူ့ကိုစွန့်ပစ်တော့မယ်ဆိုရင်လည်းအေးတန်ကြောင့်အေးခဲတည်ဆုံးသွားအောင်ထားခဲ့မဲ့အစားအမိုးကာရှိတဲ့တနေရာရာကိုပို့ပေးခဲ့တဲ့ငါမှလည်းကိုပိုင်ကလေးလေးယောက်ရှိတဲ့ညီကိုကျွေးမွေးဖို့မတက်နိုင်ဘူးအခုတော့ညီကန်ကြီးထုတ်ပဲအမျိုးသမီးဟာကူရာကေရမဲ့တဲ့အကြည့်မျိုးနဲ့ထွက်ခွာသွားခဲ့တယ်မနက်မိုးလင်းရင်ဒီနေရာမှာအေးတန်ကြောင့်အေးခဲတည်ဆုံးသွားတဲ့မိန်းကလေးငယ်တစ်ယောက်ထပ်တိုးလာနိုင်ခြေရှိတယ်မှောင်မိုက်ပြီးတည်မင်းတမတိတ်ဆိတ်မှုထဲမှာသမီးတစ်ခါတည်ဆုံးပြီးသွားခဲ့တယ်လို့ခံစားခဲ့ရတယ်အဲ့ဒီနောက်သမီးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းနှွေးထူလာပြီးမျက်စိပွင့်လာခဲ့တယ်သမီးအရင်ဆုံးမြင်လိုက်ရတာကတော့ကျင်နာတဲ့ပုံရတဲ့အမျိုးသမီးတစ်ယောက်ပါကသူတတိယလာပြီးအေးပြီးစားလောင်နေရှာမှာပဲတာလက်ကိုဆန်ပြုတ်ပူတပကံတွားယူခဲ့ပေးစံသူကနူးညံ့ညင်သားစွာပြောဆိုခဲ့တယ်တတိယလာပြီလားသမီးလေးစကားပြောဖို့အားမရှိသေးဘူးမလားဒါဆိုစကားမပြောနဲ့ဦးဆန်ပြုတ်ပူလေးအရင်တောက်လိုက်ဦးသူကသမီးကိုဆန်ပြုတ်တစွန်းချင်းစီခွင့်ကျွေးခဲ့တယ်သမီးဟာသူစိမ့်တယောက်ရဲ့အိမ်ကိုရောက်နေခဲ့တာပါကျေးဇူးတင်ပါတယ်အန်ကျေးဇူးတင်ပါတယ်အန်ဒီသမီးကဒူးထောက်ပြီးကျေးဇူးတင်ဖို့ပြင်လိုက်ပေမဲ့သူကသမီးကိုဆောင်နဲ့ပတ်ပေးခဲ့တယ်ပြီးတော့သူကညင်သားစွာပြောခဲ့တယ်အေးထက်မပတ်စီနဲ့ဦးရှင်လန်းလန်းနဲ့တက်ကြွပုံရတဲ့ကောင်လေးတစ်ယောက်ကအနားတိုးလာပြီးညီမလေးမင်းပါလို့အပြင်မှာအေးခဲခဲရက်နေရတာလဲမင်းတကိုယ်လုံးရေခဲလုံးဖြစ်လူနီးပါဖြစ်နေပြီးငါမိဘတွေအနာကဖြတ်သွားလို့မင်းကိုခေါ်လာပေးတာမဟုတ်ရင်လမ်းပေါ်မှာတင်
အေးခဲတည်သွားလောက်ပြီးသမီးတင်းပေါက်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့မနက်မိုးလင်းနေပြီးအမျိုးသမီးကညင်သားစွာမေးမြန်းခဲ့တယ်သမီးရဲ့မိသားစုကဘယ်မှာလဲသမီးကောင်းခါပြပြီးရှိုက်ကြီးတင်နေတဲ့သမီးမှာအိမ်မရှိတော့ဘူးသမီးကတယောက်ယောက်ကကောက်ယူမွေးစားထားတဲ့ကလေးပါအခုတော့သမီးဟာဒုတိယအကြိမ်ဆွန့်ပစ်ခံရတဲ့ကလေးပြန်ဖြစ်သွားပြီးတနာစရာကောင်းတဲ့ကလေးလေးပဲမွေးစားမိဘတွေကသမီးကိုခေါ်ယူကျွေးမွေးခဲ့လို့ကောင်းမှုကံတွေရရှိခဲ့တာနေမှာပါအဲ့ဒီကောင်းချီကြောင့်သူတို့သားတယောက်ရလာခဲ့တာပေါ့ဒါပေမဲ့သူတို့မှာအဲ့ဒီသားလေးရလာပြီးတဲ့နောက်သမီးစိတ်မကောင်းဖြစ်နေတာကိုမြင်တော့သူတပြင်းချပြီးဆက်မပြောတော့ပါဘူးလူစီသမီးတော်တော်ဒုက္ခရောက်ခဲ့ရှာမှာပဲသမီးနားလဲလိုက်ပါတယ်သမီးကို6နှစ်တိုင်ကျွေးမွေးဆောင်ရှောက်ခဲ့ပြီးမှအဖေနဲ့အမေကသမီးကိုစွန့်ပစ်ဖို့ရက်စက်လိမ့်မယ်လို့မထင်ခဲ့မိဘူးမုတ်စိတ်မွေးနဲ့အမျိုးသားတယောက်ကကားကနေဝင်လာပြီးညှင်းသားစွာပြောခဲ့တယ်လာကြမုံပြတက်တာသွားစားရအောင်မြန်လို့သမီးတို့3ယောက်လုံးတပြိုင်နက်တည်းလှည့်ကြည့်လိုက်မိတယ်ဘာဖြစ်လို့လဲအမျိုးသမီးကသမီးကိုငြိမ်သက်စွာစိုက်ကြည့်ပြီးနောက်နုညံ့စွာပြောခဲ့တယ်သမီးနဲ့မွေးစားမိဘတွေကရေဆက်ရှိလို့ဆုံခဲ့ကြတာအခုအဲ့ဒီရေဆက်ကုံဆုံးသွားပြီဆိုတော့ငါတို့နဲ့ဆုံရတာလဲနောက်ထပ်ရေဆက်တစ်မျိုးပေါ့အဲ့ဒီနောက်သူကသမီးကိုမုံပြတစ်ခုပေးပြီးအမျိုးသားကိုအပြင်ဘက်ဆွဲခေါ်သွားခဲ့တယ်သူတို့နှစ်ယောက်တကားဝမှာရက်ပြီးတစ်ခုခုကိုတိုးတိုင်မြင်နေကြတယ်မကြခင်မှာပဲသူတို့အထဲပြန်ဝင်လာခဲ့ကြတယ်သူကသမီးပေးမှထိုင်ပြီးကျင်နာစွာကြည့်ရင်လေးလေးနက်နက်ပြောခဲ့တယ်ငါတို့ချမ်းသာတာတော့မဟုတ်ဘူးဒါပေမဲ့နောက်ထပ်ပါဆက်တစ်ခုကိုတော့ကျွေးမွေးဖို့တက်နိုင်ပါသေးတယ်ငါတို့သမီးကိုကိုယ်ကလေးရင်းလို့ချစ်ပေးပါမယ်ငါတို့နဲ့အတူနေပြီးငါတို့ရဲ့သမီးလေးဖြစ်ချင်လားသမီးကစိတ်လှုပ်ရှားဝမ်းသာစွာနဲ့ဖြစ်ချင်ပါတယ်လို့ဖြေခဲ့တယ်စောကကောင်လေးကသမီးကိုမော့ကြည့်ပြီးစိတ်လှုပ်ရှားစွာနဲ့ပတ်ပြေးရင်းအော်တော့တယ်မေမေဒါဆိုသားမှညီမလေးတယောက်ရပြီပေါ့ဟုတ်လားအဖိုးအိမ်ကအကိုကြီးအကိုသုံးနဲ့အကိုလေးတို့ကိုတွားခေါ်လိုက်အောင်မယ်ကောင်လေး3ယောက်အခန်းထဲကိုတပြိုင်နက်တည်းပြေးဝင်လာကြတဲ့အတန်ပေါင်းစုံနဲ့အော်ဟစ်တန်တွေကိုသမီးကြလိုက်ရတယ်မိမိသားတို့မှညီမလေးရပြီဆိုလို့သူပဲမှလဲသူတို့အားလုံးသမီးနားမှာတပြိုင်နက်စုဝေးလာကြတယ်ဒါငါတို့ညီမလေးလားအကိုကြီးအကိုသုံးအကိုလေးမင်္ဂလာပါညီမလေးချောလေးမင်းကိုလည်းမင်္ဂလာပါပဲဒါပေမဲ့မင်းငါ့ကိုမခေါ်ရသေးဘူးတော့လို့စောကဆုံခဲ့တဲ့ကောင်လေးကစိတ်ကောက်ချင်အောင်ဆောင်ပြီးပြောခဲ့တယ်အကိုလည်းဟုတ်ပြီလိမ္မာတဲ့ညီမလေးသူကပြုံးပြီးသမီးရဲ့လက်ဖွားလေးကိုတကြားလုံးတစ်လုံးထည့်ပေးခဲ့တယ်အခုကစပြီးသမီးကိုလူစီလို့ခေါ်မယ်သမီးရဲ့အဖေကဂျက်ငါကအန်နာသမီးရဲ့အကိုအကြီးဆုံးကတွန်ဒုတိယအကိုကဟင်နရီတတိယအကိုကမိုက်ခပြီးတော့စတုထအကိုကဒေးဗစ်သမီးကောင်းညှိပြလိုက်တယ်အကိုတွေအားလုံးကသမီးကိုတိတ်ချစ်ကြပါတယ်တွန်ကသူစုထားတဲ့အကျွေးဆေးတွေကိုသမီးကိုပေးတယ်ဟင်နရီကသူကိုယ်တိုင်လုပ်ထားတဲ့ကစားစရာတွေကိုပေးတယ်မိုက်ကလက်ဝိတ်တပ်ပွဲမှာနိုင်လို့ရလာတဲ့တကြားလုံးတွေကိုပေးတယ်ဒေးဗစ်ကသူ့အကြိုက်ဆုံးမုံတွေကိုပေးတယ်မေမေကကျွမ်းကျင်တဲ့ပန်းထိုးပညာရှင်တယောက်ပါနောက်ရက်အနည်းငယ်အတွင်းမှာပဲသူကသူ့ရဲ့အဝတ်အစားဟောင်းတွေကိုဖျက်ပြီးသမီးအတွက်အဝတ်အစားနှစ်စုံချုပ်ပေးခဲ့တယ်ဖာထေးရာတွေကကြည့်မကောင်းမှစိုးရိမ်လို့သူကအဲ့ဒီအပေါ်မှာတန်းပွင့်ပုံစံလေးတွေထိုးပေးခဲ့ပြီးတိမ်မွေးလှပအောင်လုပ်ပေးခဲ့တယ်ဘဝကဒီလိုပဲအေးအေးချမ်းချမ်းနဲ့ပျော်စရာကောင်းနေလိမ့်မယ်လို့သမီးထင်နေတဲ့အချိန်မှာပဲပြဿနာတစ်ခုရောက်လာခဲ့တယ်မေမေကညင်သားစွာပြောခဲ့တယ်ပြန်လာပြီလားသမီးမေမေကိုချင်းကူထည့်ပေးနေတာထမင်းဟင်းချက်ပြုတ်ပြီးခါစားမှာပဲဖေအိမ်ပြန်ရောက်လာခဲ့တယ်ဖေကခြေထောက်မတန်ပဲလမ်းလျှောက်ရင်ထောနဲ့ဖြစ်နေတဲ့လှဲ့လေကုန်းတဲ့တယောက်ပါအဲ့ဒီညမှာဖေရဲ့ခြေထောက်ကတိတ်ကိုနာကျင်လွန်းလို့အိတ်လို့မရရှာဘူး movie recap တွေအတွက် follow လုပ်အဲ့ဒီညကသူ့ခြေထောက်ကတအားကိုက်နေလို့အိတ်လို့မရရှာဘူးအမေလည်းတညလုံးစိတ်ပူပြီးအိတ်မပြောခဲ့ဘူးအမေကတပြင်းချပြီးအရှင်းခြေထောက်တန်ရာကဘယ်တော့မှလုံးဝမပြောက်တော့ဘူးအခုလည်းနှင်းတွေထဲမှာနေတိုင်းလမ်းလျှောက်ပြီးတရွာဝင်တရွာထွက်ရောက်နေရတယ်ဒါကပိုဆိုးလာဖို့ပဲရှိတာမနှက်ထန်ကစပြီးနားလိုက်ပါတော့ຫນွေဦးရောက်မှပဲပြန်လုပ်ပါလို့ပြောရှာတယ်မရဘူးလေအခုရက်ပိုင်းကပစ္စည်းရောက်ရတာပိုခက်လာပေမဲ့ကျွေးရမယ့်အိမ်သူအိမ်သားတွေကအများကြီးရှိသေးတာငါအပြင်ထွက်ပြီးပတ်စံမရှာရင်ဒီဆောင်တွင်ကိုငါတို့ဘလို့ဖြတ်တမ်းမလဲတဲ့သမီးကအေးရေးဆက်တော့အမေနဲ့အဖေတိုးလေးပြောနေတာတွေကိုကြားခဲ့ရတယ်နောက်ရက်မနက်စောမှာအဖေကအပြင်သွားဖို့ထလာတယ်သမီးလည်းတိုးလေးလန့်ခေါ်လိုက်တယ်အဖေပြီးတော့ကရင်ပေါ်ကဆင်းပြီးအဖေနောက်ကိုလိုက်ခဲ့တယ်အဖေကညင်ညင်တတလေးပြောရှာတယ်လူစီဘာလို့ဒီလောက်စောထလာလဲသမီးရဲ့သွားပြန်အိတ်ချေမနှက်စာရရင်အမေလန့်နှိုးလိုက်မယ်အဖေကမနေ့ကကြံတဲ့စံပြုတ်ကျဲလေးကိုပြန်နှွေးပြီးတပန်းကန်တောက်လိုက်တယ်သမီးလည်းသူ့နောက်ကပဲလိုက်နေမိတာပေါ့အဖေကကြောင်တောင်နဲ့မေးတယ်ဖေချမ်းလူရွာကိုတီတာပေါ့ဒီကနေဆိုဘေးနာကရွာနှဲငယ်ကိုကြော်သွားရင်ရောက်ပြီးတိတ်မဝေးပါဘူးသမီးသွားချင်လို့လားသမီးလည်းတတိမွေးပြီးမေးလိုက်တယ်သမီးလည်းအဖေနဲ့တူပစ္စည်းလိုက်ရောင်းလို့ရမလားချမ်းလူရွာကိုလေရတာပေါ့အဖေလည်းအဲ့ဒီမရောက်တာကြားပြီးတဲ့အမေကသမီးတို့လမ်းမှာစားဖို့ကစုံအုပ်ပြုတ်အချို့ပြုတ်ပေးတယ်သမီးလည်းတလုံးယူလိုက်တာပေါ့အမေဖုတ်ပေးတဲ့ကစုံအုပ်ကအကောင်းဆုံးပဲအမေကစိတ်ပူပြီးညင်ညင်တတလေးမှရှာတယ်ကိုဂယူးဆိုင်ပြီးဘေးကင်းအောင်နေကြနော်တဲ့အဖေနဲ့သမီးလည်းကောင်းညင်ပြလိုက်တယ်သမီးလည်းနှွေးနေတဲ့ကစုံဦးလေးကိုစားပြီးအဖေနဲ့အတူထွက်လာခဲ့တယ်အဖေကသမီးကိုကြောပိုးပြီးခေါ်သွားချင်နေတာလားအဖေကြောပိုးမယ်ဒါပေမဲ့သမီးသဘောမတူခဲ့ဘူးရတဲ့အဖေသမီးဘာသာလမ်းလျှောက်နိုင်တယ်အဖေခြေထောက်သာဒဏ်ရာမရထားရင်ဒီပစ္စည်းတွေရောသမီးကိုရောပိုးဆိုတာဘာမှမဟုတ်ပါဘူးလို့အဖေကပြောတော့အဖေခြေထောက်ကမကြခင်ပြန်ကောင်းလာမှာပါလို့သမီးကအားပေးလိုက်တယ်အဖေကပြုံးမဲ့ပြပြီးဘာမှပြန်မပြောတော့ဘူးအဖေကသမီးကိုခေါ်ပြီးအိမ်တဆင်ပစ္စည်းလိုက်ရောင်းပေးမယ်ဘယ်သူမှတိတ်မဝဲကြဘူးအကိုဒီဘဲနောက်မုံတွေကကိုယ်တိုင်လှုပ်ထားတာနော်ချိုလဲချိုအီလဲအီဘီဈေးလဲချိုလဲအချို့လောက်ဝယ်ပါဦးသမီးလဲအဖေကိုစိုးစားကိုဆွဲပြီးစဉ်းစားညံထုတ်ကပြောလိုက်တယ်ဖေဒီလိုလိုက်ရောင်းနေရတာတအားအေးတာပဲသမီးအဖေကိုတနေရာခေါ်သွားမယ်တခြားနီးလန်းနဲ့ရောင်းကြရအောင်သမီးတို့ချမ်းလူရွာကလူအစီကားဆုံးညောင်မင်းကြီးစီကိုသွားခဲ့ကြတယ်ပြီးတော့လေကားဖို့တစ်ကိုင်းတွေကြားထဲမှာကောက်ရုပ်ဖြတ်တစ်ချက်ကိုညှက်လိုက်တယ်အေးဆက်တဲ့လေးမတိုက်တော့သမီးတို့လည်းနှွေးလာပြီးပိုးပြီးအားအင်တွေရှိလာတယ်လို့ပဲမထွက်ခင်တုန်းကအမေကသမီးချမ်းမှာဆိုလို့ဆိုပြီးအဖေတောင်းထဲကိုဂွန်းအုပ်ထုတ်တစ်လုံးနဲ့ပိုးဝါတစ်ထည်ထည့်ပေးလိုက်သေးတယ်သမီးလည်းကိုလုံအောင်ပတ်ထားလိုက်တာမြေဝိုင်းနေတဲ့မျက်လုံးလေးပဲပေါ်တော့တယ်အတန်တောင်ပြောင်းသွားတယ်လို့ပဲချမ်းလူရွာကဘယ်သူမှသမီးကိုမမှတ်မိကြတော့ဘူးချိုချင်းစီးပြီးရုံမုံလေးတွေရမယ်အစ်ဆက်တကြားမုံလေးတွေရမယ်ဈေးလဲချိုအရသာလဲ
လည်းရှိမျိုးတွေကထက်ပိုကောင်းပြီးမျိုးတွေကထက်ပိုဈေးသက်သာတယ်နော်မကြခင်မှာပဲအနီးနားကအဖိုးဖွားတွေဦးလေးတော်လေးတွေနဲ့ကလေးတစုလုံးဝိုင်းအောင်လာကြတော့တယ်သမီးလည်းပြုံးပြီးပြောလိုက်တယ်အန်တီနောက်ထပ်2ချောင်းလောက်ထပ်မယူဘူးလားငါးချောင်းဝယ်ရင်မြေပဲမုတ်တုံအလကားပေးတာနော်အဲ့ဒီမြေပဲမုတ်တွေကိုမြေပဲထောင်းနဲ့ကစုံဥကုံမုတ်တွေနဲ့လှုပ်ထားတာကုန်ကြစရိတ်အသက်တာဆုံးဆိုပေမဲ့လူတော်တော်များများကတော့လက်ဆောင်ရတာကိုသဘောကျကြတာပဲစီတီယိုမုတ်ဝယ်တဲ့မေရီယာဆိုတဲ့အန်တီမှာတား3ယောက်နဲ့သမီး2ယောက်ရှိတယ်သူကသားတွေကိုပဲပိုချစ်တော့သားတွေအတွက်ပဲမုတ်ဝယ်ပေးချင်တာဒါပေမဲ့နောက်ထပ်2ချောင်းထပ်ဝယ်ရင်လက်ဆောင်ရမှာဖြစ်ပြီးမိမိကိုယ်တိုင်လည်းစားရမှာမို့သူတွေဝေသွားတယ်အန်တီစီတီယိုမုတ်9ချောင်းဝယ်ရင်မြေပဲမုတ်2တုံးရမှာနော်လို့ပြောလိုက်တော့သူချက်ချင်းပဲပတ်စံထုတ်ပေးတော့တယ်ဒင်းက25ပြရောဒီမှာမမကတအားလာတာပဲဒါပေမဲ့စောင်းတွင်းလေကအသားရည်ကိုပျက်စီးစေတယ်နော်တစ်တော်ပန်းခရင်တဘူးလောက်မယူဘူးလားအစိုးတက်ထိန်ပေးပြီးအသားရည်ကိုစိုးပြေဝင်းပါစေတာနော်